ကိုတငယ်ချင်းတွေကအဲ့လိုလက်သီးနဲ့လာထိုးတတကဘာပြန်လုံးမှာလို့ တတဲ့ချုံမ ဘယ်လိုထိုးမှာတော့ပြန်ပြီးတော့မြို့ပြဘယ်လိုထိုးမှာတော့ဘယ်လိုထိုးမှာတော့ဟမ်လာမပြီလားဘယ်လိုထိုးမှာတော့မြို့ထိုးပြဟမ်တတမှာပျောစိတ်လေးတွေကိုတာအခုသွားလုတ်တယ်မလား တွားရော အဲ့ပျောစိတ်လေးတွေကအခုတာကိုပြန်လုံးမှာပြန်ကြိုက်တယ်မလေးဟုတ်တယ်မလား တကျဲတဘယ်ရောချေရောတရကြည့်ထုံးမှာ လက်သီးနဲ့ပြန်ထိုးမှာ တဘယ်ရောချေရောတကျဲရထုံးမှာ အော် ဘယ်ရောချေတယ် ဟုတ်လားတတငယ်ချင်းတွေကတတကိုဟဲ့အောင်မင်းကိုထိုးမဲလို့ပြန်တတကဘာပြန်လုံးမှာ တကျဲထုံးမှာ ပြန် တ ထိုး ကျ မှာ ဖူပေါ်မယ် စပိုက်ဒါမန်ရ ဖူပေါ်မယ်ရ ဘယ်လိုလုပ်လိုက်လဲ တကျဲထုံး တငယ် ဖူ ချင်းကထိုး ပေါ်မ ရင် ယ်ဖူဝဲမှာ အော်တငယ်ချင်းကထိုးရင်စပိုက်ဒါမန်ရထိုးလိုက်မှာဟုတ်လားမင်းကတက်တိရှိရပေါ့ တကျဲချီ အော်မင်းတော်တက်တိရှိနေရ ချီတဲ့ အော်နာမည်လေးဘယ်လိုခေါ် မရတာတာ နာမည်တတ မရတာတာ တတလေပြီးတော့ဘယ်လိုခေါ်သေးလဲ မမ မောင်ပြီးတော့ဘယ်လိုခေါ်သေးလဲ ဖူဖူ ဘာဖိုးဖိုးလည်းမင်းနောက်တယ်ကွာဘယ်လိုခေါ်သေးလဲဘယ်လိုခေါ်သေးလဲ မမ ဘာမှမလဲ ဟေ မင်းအเจ้าမှာရန်ဖြစ်သေးလား ယေမဘ ရန်ဖြစ်လားမင်းရန်ဖြစ်ချကြသေးလားတငယ်ချင်းတွေနဲ့ ရှာချာစီ ဟင်း အဲ တငယ်ချင်းတွေနဲ့ရန်ဖြစ်ရဘူးလေ တရတဲ့ချင်းနဲ့ရောချူ ရုပ်တွေနဲ့ဆော့တာအာ တရတဲ့ချင်းနဲ့ရောရောอ่ะ ဩအေးတဲ့လားတဲ့တငယ်ချင်းတွေချစ်လား ချစ်တဲ့ ဩတငယ်ချင်းကဘယ်နှစ်ယောက်ရှိရ ရအားရှိတယ် ဟဲ့အများကြီးရှိတယ်ဟာနာမည်ကဘယ်လိုခေါ် တငယ်ချင်း တငယ်ချင်းနာမည်ကဘယ်လိုခေါ်လဲ လူရလေးခလို့ရဆူဆူလေးခလို့ရတယ်မိုးလေးခလို့ရတယ် ဩအဲ့ဒါတနည်းတငယ်ချင်းတွေလား ဟုတ်တယ် ဩမ ဟိ မ ုးအဲ့ရတနဲ့ကြီးရေ ဟုတ်လား ဟုတ်တယ် ဩအဲ့တော့တငယ်ချင်းတွေနဲ့ခြံမဖြစ်ရဘူးနော် ရှေ့ဘူးရှေ့ဘူးရရှေ့ဘူးရရှေ့ဘူး อืม